ရှင်လန်းလေးရစီစီကားကဖြည်းဖြည်းကြီးကလေးတမြောင်တစ်ခါဒီဝိုင်းဖွေးကလေးရိုင်နေတော့မော်တော်ဆိုင်ကယ်လေးတွေရှေ့ဆုံးမှာဖြည်းဖြည်းမောင်းလို့သွားမေတော့ကားလေးတွေစီကမောင်းရွှေမြမျိုးကရှင်လန်းမေပွဲတော့စီစီကားကချီတဲ့ကြီးရလေးတမြောင်တစ်ခါဒီဝိုင်းခွေးကလေးရိုင်နေတော့မော်တော်ဆိုင်ကယ်လေးတွေရှေ့ဆုံးမှာဖြည်းဖြည်းမောင်းလို့သွားမေတော့ကားလေးတွေစီကမောင်းရွှေမန်းမျိုးကရှင်းလောင်းမေပွဲတော့ပြောပြောရှင်းရှင်းကားလေးစီကလေးကြမေတော့မောင်းရှင်းလောင်းလေးတွေပြုံးလို့သာပြောင်းပြောပြောရှင်းရှင်းကားလေးစီကလေးကြမေတော့မောင်းရှင်းလောင်းလေးတွေပြုံးလို့သာပြောင်းကားလေးပေါ်လှလှပါပါချွတ်ချွတ်မမော့ထိုင်ကနော်
လာမရွှေမန်းမြူကရှင်လောင်းနဲ့ပွဲတော်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 လူကြီးနဲ့ရှင်လောင်းလဲတဲ့နေ့တရားလုံးကလေးပြောမဆုံးနဲ့အပြာကြီးပြောတဲ့နေ့လူကြီးနဲ့ရှင်လောင်းလဲတဲ့နေ့တရားလုံးကလေးပြောမဆုံးနဲ့အပြာကြီးပြောတဲ့နေ့ရှင်လောင်းကလေးများတဲ့စီကညီလာပါသေးတရားလုံးလည်းပြုံးပြုံးရွှင်ရွှင်တို့တော်ရွာတလေး
ပြောတဲ့နီးတို့လူချမ်းမအမျိုးသားလေးတွေပြောကြီးပြောတဲ့နီးအိုးတို့လူချမ်းမအမျိုးသမီးလေးတွေပြောကြီးပြောတဲ့နီးဒီရွာလုံးတစ်နေ့လုံးအပြုံးမဲတွေလှိုင်းလှိုင်းပွင့်လို့နီးတက္ကသိုလ်မင်းကြီးဆိုင်နေဂုံယူတဲ့နီးအလူကအလူမရွှေလန်းတကြွလူပေးရတာအပြောကြီးပြောတဲ့နီးအလူကြီးပေးတဲ့နီးအလူကြီးပေးတဲ့နီးအလူကြီးပေးတဲ့ဒီနီးလေးမှာမိသားစုအားလုံးပြောတဲ့နီးတာရှင်လောင်းလေးရဲ့အပြုံးမျက်နှာမြင်ရတာစိတ်ချမ်းမြေ့တဲ့နီးမာလီကတန်တာလေးနဲ့သမီးလေးလေးပြောနေလိုက်တာစိတ်ချမ်းသာတဲ့နီးတာရှင်လောင်းလေးရဲ့အပြုံးမျက်နှာမြင်ရတာစိတ်ချမ်းမြေ့တဲ့နီးမာလီကတန်တာလေးနဲ့သမီးလေးလေးပြောနေလိုက်တာစိတ်ချမ်းသာတဲ့နီးတို့လူချမ်းမအမျိုးသားလေးတွေပြောကြီးပြောတဲ့နီးတို့လူချမ်းမအမျိုးသမီးလေးတွေပြောကြီးပြောတဲ့နီးတို့လူချမ်းမအမျိုးသားလေးတွေပြောကြီးပြောတဲ့နီးအိုးတို့လူချမ်းမအမျိုးသမီးလေးတွေပြောကြီးပြောတဲ့နီးဒီရွာလုံးတစ်နေ့လုံးအပြုံးမဲတွေလှိုင်းလှိုင်းပွင့်လို့နီးတက္ကသိုလ်မင်းကြီးဆိုင်နေဂုံယူတဲ့နီးအလူကအလူမရွှေလ